လော်ဝကြီးအုပ်အမြတ်ထုံနေတဲ့စေးကြောက်တထင်းများနဲ့ရေစာပင်ဖြစ်နေတဲ့တာမန်လူရန်စားများပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါကျမတို့ကိုရုပ်ရှင် channel လေးကနေကြိုဆိုလိုက်ပါရစေပရိသတ်ကြီးအတွက်စိတ်ဝင်စားဖို့ကောင်းပြီးဘ ഹു တုဒရစီမဲ့အိန္ဒိယဇလံကောင်းကောင်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့အရင်ဆုံး like and subscribe လေးလုပ်ပေးသွားပါအောင်နော်ကဲဒါဆိုရင်စားလိုက်ကြအောင်ဇလံအစမှာတော့မွန်မိုင်းမြို့အရှိပိုင်းခရိုင်မှာဧက900စာလောက်ရှိတဲ့ရှီလာဝါဒီစေးကြောက်တွေတေးဆောင်လာတဲ့ထရပ်ကားတွေကိုစူပါရဲတွေကဖမ်းမိခဲ့ပါတယ်ဘဝတစ်လျှောက်လုံးအဲ့လောက်များပြားပြီးအရေးအသွေးကောင်းတဲ့စေးကြောက်တွေမတွေ့ဘူးတာကြောင့်လက်ထိတ်ဆန်းကျင်နေကြပါတယ်ခဏနေတော့ရဲရရှိကြီးရောက်လာပြီးအခုလုံငါတို့စီမှာနေချက်အမျက်ထုတ်နေတဲ့ဘိန်းတတိတွေရဲ့ခြေလမ်းအဆောက်ကိုရက်လိုက်နိုင်တာမင်းတို့တော်တယ်ဒါတွေကိုမီးရှို့ပြရမှာကိုလည်းမင်းတို့နှမျောနေတာငါသိတယ်ဒါကြောင့်တိုးတိုးတိတ်တိတ်ကွာအဲ့လောက်ရေးသွင်းမြင့်တဲ့ဆေးကြောက်တွေကိုမင်းတို့ကောင်တွေစမ်းကျင်နေကြတာငါသိပါတယ်ငါလေးလူတွေကလူတစ်ယောက်ပဲနားလေတယ်မင်းတို့မျှသုံးကြဆိုပြီးပြောတော့အားလုံးကဝမ်းသာသွားခဲ့ကြတယ်ငါတို့ဆရာကတိတ်ကိုနားလေပေးတာပဲကျွန်တော်တို့ဆရာအမိန့်ကိုကြည်ကြည်နက်နက်ကြီးလိုက်နာပါမယ်ဆိုပြီးနောက်တော့ရဲရရှိလဲဘေးပတ်ဝန်းကျင်ကိုဟိုဒီကြည့်ပြီးထရပ်ကားအောက်မှာမတင်ကားဆရာတွေ့လိုက်ရတယ်ကားအောက်ကိုငုံပြီးဒါတွေကဒီဇယ်တွေလားတခါမှဒီလိုပုံစံမျိုးမမြင်ဘူးဆိုပြီးပြောနေရင်ဒီဇယ်ဘုံကိုဖောက်ကြည့်လိုက်ပါတော့တယ်ဖောက်လိုက်တော့သူထင်ထားတဲ့အတိုင်းစီးကြောက်အရည်တွေရောအမှုန့်တွေရောထွက်လာခဲ့တယ်မင်းတို့ကောင်တွေဘာတွေစစ်နေရလဲနောက်တတိထားဆက်ငါတို့တက်နိုင်တဲ့လောက်ဒါတွေကိုအမြင့်ဖြတ်ပြရမယ်ဆိုပြီးတပည့်တွေကိုစူနေခဲ့ပါတယ်နောက်တစ်ခါမှာတော့ Gypsy ဆန်ဆန်ခတ်ဆွာဆွာဘတ်စကားဘော်ကစပယ်ယာမာလေးတယောက်ကိုမြင်တွေ့ရမှာပါအလုံးလုံးတာတွတ်တဲ့အပြင်ဘားရည်နဲ့ရည်လည်းရှိတာကြောင့်ယောက်ျားတွေနဲ့ဒန်းတို့ရင်မောင်တန်းနေတာလည်းဖြစ်ပါတယ်ခဏနေတော့ကားပေါ်မှာလူတစ်ယောက်ကကျောင်းသူလေးတစ်ယောက်ကို easy ကလေးလုံနေတာတွေ့တော့အမြင်မတော်လို့ hit ချတိတ်မင်းစင်မလားငါကားပေါ်ကနေဆင်းအောင်လုပ်ပေးရမလားမိခဲ့တယ်ဟိုကလည်းဘာလဲခမည်းနဲ့ဘာဆိုင်လို့လဲစပယ်ယာလို့နေလို့ပြောတော့ရှီလာလဲစိတ်တိုပြီးမိယာကိုဆွဲလုလိုက်ပါတော့တယ်ဟိုကလည်းအဓိကအရာကိုထိသွားတာကြောင့်ပြန်မတုံ့ပြန်နိုင်အောင်ဖြစ်သွားခဲ့တယ်ရှီလာလဲအလုံးမှာအဆင်မပြေဖြစ်လာတာကြောင့်ချစ်သူဒေါက်တာကိုစီသွားပြီးချွေးနေခဲ့တယ်ဟိုကအလုပ်တွေများနေတာကြောင့်သူ့ကိုပြန်ပြီးဘာမှအထွေထူးမပြောနိုင်ခဲ့ပါဘူးအရာရာကိုနားလေပေးလွန်းတဲ့ရှီလာကလည်းဒေးစီကျမချစ်သူလေးသွားပြီနော်နောက်မှမင်္ဂလာဆောင်ဖို့ကိစ္စကိုဆွေးနွေးကြမယ်ဆိုပြီးပြောနေခဲ့တယ်နောက်တစ်ခါမှာတော့ဘင်းဘီရင်လူမိုက်ကြီးတွေကဧက900လောက်ရှိတဲ့ဆေးကြောက်တွေအသိမ်းခံလိုက်ရတယ်ဆိုတဲ့သတင်းကြောင့်မိုးမီးလောင်နေခဲ့တယ်ချက်ချင်းသစ္စာဖောက်လို့လားဆိုပြီးသူ့လူတွေကိုထိုးချိတ်တက်ဖြတ်ကပညာပေးပါတော့တယ်ခဏနေတော့လူတယောက်ရောက်လာပြီးတတိထာကျွန်တော်တို့လူတွေကြောင့်ဖြစ်ရတာမဟုတ်အသက်ပြောင်းလာတဲ့ရဲရရှိတယောက်ကြောင့်ဖြစ်ရတာသူရောက်လာလို့အခုလိုဖြစ်ရတာလို့ပြောနေခဲ့တယ်ဒါဟုတ်တတိယကလည်းဒေါသထွက်သွားပြီးငါတို့ဆေးကြောက်တွေဧက900လောက်မပြောနဲ့9ပင်အောင်ထိလို့မရအောင်ထိတဲ့ကောင်အသေးသက်ပြစ်မယ်ဆိုပြီးဒေါသဖြစ်ကျုံသွားပါတော့တယ်နေမြေအသစ်ကိုပြောင်းလာတာမကြသေးပဲသူတို့လုပ်ငန်းတွေကိုဝင်းရောက်နှောက်ယှက်ဖျက်ဆီးနေတာကြောင့်အစာမကြေဖြစ်နေကြပါပြီတနေ့ရှီလာရဲ့ကောင်လေးဒေးစီတယောက်ရဲရီစတဲ့ချတဲ့နေရာကိုရောက်လာခဲ့တယ်ရဲရီကိုပေါ်တင်ပတ်စံတွေပေးပြီးသူကုန်တင်သမားအလုပ်ကိုပြန်လုပ်တော့မယ်လို့ပြောခဲ့တယ်အရင်ကဒေးစီနဲ့ရှီလာတို့ကဆေးကြောက်တွေတင်ဆောင်လာတဲ့ကုန်တင်ကားတွေကိုမောင်းပေးတာဖြစ်တယ်။ဒီနေ့သူတို့လမ်းကြောင်းတွေရဲရီမိသွားတာကြောင့်သူတို့လုပ်ငန်းတွေရက်ခဲ့ရတယ်။ကန်ဆိုးကျင်တော့ဒေးစီရဲ့အဖေလည်းကားမောင်းနေရင်ရဲရီတနက်ပစ်တာခံလိုက်ရပြီးနေရာမှာနေသိဆုံးသွားပါတော့တယ်။ဒါကြောင့်အမေဖြစ်သူကဒေးစီကိုနင်းအခုချက်ချင်းကုန်ကားမောင်းတဲ့အလုပ်ကိုရက်မရက်ရင်နင်းအဖေအလောင်းလည်းမသိနဲ့ငါသိရင်လည်းမလာနဲ့ဆိုပြီးချိန်မောင်းပြောခဲ့တယ်။ဒေးစီလည်းရဲစခန်းမှာတေလူနီပါအရိုက်ခံလာရလို့တေးအောင်နာကျင်နေတဲ့အပြင်ဒီရောက်တော့အဖေဖြစ်သူအလောင်းကိုမြင်ပြီးပိုပြီးယူကျုံမရဖြစ်ခဲ့တယ်။ဒါပေမဲ့လည်းသူတို့မကောင်းတာလုပ်တာကြောင့်အဖေဖြစ်သူကိုဆုံးရှုံးလိုက်ရတယ်ဆိုတဲ့စိတ်ကြောင့်ချက်ချင်းပဲကုန်ကားမောင်းတဲ့အလုပ်ကိုရပ်လိုက်ပါတော့တယ်။ဒါကြောင့်နှစ်ယောက်သားတမအာစီဝါကြတဲ့အလုပ်တွေလုပ်ပြီးစားတောက်နေတာဖြစ်ပါတယ်။တနေ့ရဲအရာရှိမှုနေတယောက်ဆေးကြောက်တွေဝယ်ဖို့ဟန်ဆောင်ကဗာဆက်ဆိုတဲ့အယောင်သမားတယောက်စီသွားခဲ့တယ်။ဟိုရောက်တော့အရေးသွေးမြင့်ရှီလာဝါဒီဆေးကြောက်တွေလိုချင်တယ်လို့ပြောခဲ့တယ်။ဖာဆက်ကလည်းဆရာကအကောင်းကြိုက်တယ်ထင်တယ်။ကောင်းပြီလေကျွန်တော်လိုက်ပြမယ်ဆိုပြီးခေါ်လာခဲ့တယ်။ဆေးကြောက်နားလေးရောက်တော့ငါလိုချင်တာအပင်လည်းမဟုတ်ဘူးအမှုန့်လည်းမဟုတ်တဘာဝအရေးတွေလိုမျိုးရှူရှိုက်လို့ရတဲ့ဟာလိုချင်တယ်လို့ပြောခဲ့တယ်။ဖာဆက်ကလည်းမဖြစ်နိုင်ဘူးဆရာကျွန်တော်အဲ့ဒါမျိုးတစ်ခါမှတော့မတွေ့ဘူးလို့ပြောလိုက်တော့မူနီလည်းစိတ်တူသွားပြီးဖာဆက်ကိုဖမ်းချုပ်လိုက်ပါတော့တယ်။ပြီးတော့ပါဇက်ကိုချုံမယ်ဆိုပြီးချင်းချောက်ကမင်းတို့ကောင်တွေအဲ့ဒါတွေရောက်နေတာငါသိတယ်ဘယ်နာမှအယောင်းဝယ်လုပ်လဲမေးတော့ကျွန်တော်ကိုတော့မတတ်ပါနဲ့ဆရာပြောပြပါမယ်ဆိုပြီးပြောခဲ့တယ်ကျွန်တော်လည်းသူတို့ကိုတခါမှမမြင်ဘူးပါဘူးတေးကြတာကျွန်တော်တို့ဘူဒါယုံမှာအလဲလေလောက်ကြတာပါလို့ဖြေခဲ့တယ်
နောက်တနေ့မနက်မှာတော့မူနီတို့အဖွဲ့တွေဘူတာယုံသွားပြီးဒေစီတို့အလာကိုစောင့်ကြည့်ကြပါတော့တယ်။ဟိုရောက်တော့ဘာမှထူးခြားတာမတွေ့သေးပဲငြိမ်သက်နေတာကိုမြင်လိုက်ရတယ်။ခဏနေတော့ဒေစီတယောက်ရထားပေါ်ကဆင်းပြီးဘိန်းတုပ်တွေလိုက်ရှာပါတော့တယ်။ဒါကိုရဲတွေကသတိထားမိသွားပြီးဒေစီနောက်ကိုထက်ချက်မကွာလိုက်ပါတော့တယ်။အင်ဂျီအညိုရောင်ဝတ်ထားတဲ့ဒေစီလဲရဲတွေမိသွားမှဆိုလို့ချက်ချင်းအင်ဂျီလဲလိုက်ပါတော့တယ်။ရဲတွေအများကြီးလိုက်နေတဲ့ကြားကဒေစီတယောက်အင်ဂျီတွေလဲပြီးဆေးကြောက်တွေကိုကျိုးနဲ့လှမ်းဆွဲကယူလိုက်ပြီးအပြင်ကိုထွက်ပြေးသွားပါတော့တယ်။ဒါကိုရဲတွေကမြင်ပြီးလိုက်သွားပေမဲ့အပြင်မှာရှီလာကကားရက်ပြီးစောင့်နေတာကြောင့်ဒေစီကိုမမီတော့ပါဘူး။ရဲတွေလည်းနောက်ကလိုက်ကြပေမဲ့လင်းမြန်ဖြတ်လက်လွန်တဲ့ဒေစီကိုဘလုံးမှမလိုက်နိုင်တော့ပါဘူး။နှစ်ယောက်သားရဲတွေအမောဆိုတာကြည့်ပြီးသဘောကျနေခဲ့ရင်ခီးဆက်လာပါတော့တယ်။တစ်ဖက်မှာလည်းစင်ဒီကရှီလာလေးကိုမင်္ဂလာဆောင်အတွက်ချုပ်ထားတဲ့ဝတ်စုံလေးပြနေခဲ့တယ်။ပြီးတော့ဗရက်လေးကိုပါထုတ်ပြတာကြောင့်ရှီလာလေးကတိတ်ကိုဝမ်းသာနေခဲ့တယ်။ခဏနေတော့ခလေးတယောက်ရောက်လာပြီးပြဿနာဖြစ်နေတာကိုလာပြောတော့စင်ဒီလည်းချက်ချင်းလိုက်သွားခဲ့တယ်။ဟိုရောက်တော့သူ့အလုပ်သမားတွေကိုအနိုင်ကျင့်တာမြင်တော့စိတ်မကောင်းဖြစ်ခဲ့ရတယ်။ကွန်ဒူလာလည်းစင်ဒီကိုမြင်ပြီးဟေ့တော်ကောင်ကြီးမင်းပြောတော့စေးကြောက်အလုပ်တွေမလုပ်တော့ဘူးဆိုအခုတော့အယောင်းဝယ်တွေကြီးကြီးမားမားလုပ်နေတာပဲငါ့ကိုစောက်ကြီးမဆိုင်တာလားဆိုပြီးရိုက်ခဲ့တယ်ခဏနေတော့ရှီလာလေးကိုမြင်သွားပြီးကွန်ဒူလာကဘားကင်နားကင်လုပ်နေတာကြောင့်စင်ဒီကဒေါသထွက်သွားပြီးကွန်ဒူလာကိုရိုက်ပါတော့တယ်နှစ်ယောက်သားအပြန်အလှန်ချကြပါတယ်ခဏနေတော့တမ်းမအားကြီးလာတဲ့စင်ဒီကကွန်ဒူလာကိုကောင်းကောင်းချကပညာပေးခဲ့ပါတော့တယ်စင်ဒီရဲ့လူတွေလည်းအချုပ်ခံထားရကနေပြန်လွတ်လာပြီးဝိုင်းချပါတော့တယ်ရှီလာလည်းကွန်ဒူလာကိုရွှွတ်မုံထဲမှာနှစ်ပြီးရိုက်နှက်ပါတယ်ခဏနေတော့စင်ဒီတို့ကကွန်ဒူလာကိုဖျားလိုက်တဲ့ထဲပြီးသူ့အိမ်ကရေကူးကန်တွေကိုတွားပစ်ချပါတော့တယ်ပြီးတော့သူတို့လုပ်ငန်းကိုမနှောက်ယှက်ဖို့ခမည်းတော်စီးပွားရေးကိုလည်းမထိခိုက်သလိုကျွန်တော်တို့လုပ်ငန်းကိုလည်းလာမထိခိုက်ဖို့တတိပေးခဲ့တယ်ပြီးတော့ခမည်းတော်သာဆန္ဒရှိရင်လုပ်ငန်းဖက်ဆက်လုပ်ပြီးပါတနာထူကြမယ်လို့ပြောခဲ့တယ်ဒါကိုကွန်ဒူလာရဲ့လူတချို့ကလက်မခံပေမဲ့လုပ်ငန်းရှင်အမျိုးသမီးကတော့လက်ခံခဲ့တယ်စီးပွားဘက်တွေကိုဖိတ်ခေါ်ပြီးလုပ်ငန်းအတွက်အကျိုးမြတ်ရှိအောင်ပေါင်းစည်းကြမယ်ဆိုပြီးပြောခဲ့တယ်။ဒါနဲ့ကွန်ဒူလာလည်းရေကန်ထဲကထားလာပြီးအကိုဖြစ်သူကိုအကိုငါအခုလိုအဆက်ကွဲအောင်ဒီကောင်လေးလုပ်တယ်။ငါကဘာမကြည့်ဘူး။ဒါကြောင့်ဒီကောင်လေးနဲ့လုပ်ငန်းဖက်ဆက်လုပ်ပြီးဒီကောင်လေးကိုခွေးလုံးလုံးဖြောင်းလုပ်မယ်ဆိုပြီးကတိပေးခဲ့တယ်။တနေ့ဒီစီတို့အလုပ်ယုံတွေကိုကွန်ဒူလာလူတွေရောက်လာပြီးဆေးကြောက်အစီတွေမြည်ခဲ့တယ်။သဘောလေးကျသွားရောအစီလီတာ1000အော်ရာမှာခဲ့တယ်။ပြီးတော့ရှီလာကိုမင်္ဂလာလက်ဆောင်စိန်ပရက်လေးပြီးတော့ရှီလာသဘောကျလက်ခံခဲ့တယ်။ဒီလိုနဲ့ရှီလာနဲ့ဒေစီတော့မင်္ဂလာဆောင်မဲ့နေ့ကိုရောက်လာခဲ့ပါတယ်။ပတ်စံကလည်းအတိုင်းအတာတစ်ခုတည်းရှိတာကြောင့်မင်္ဂလာပွဲကိုချိန်ချိန်သေးကျင်းပခဲ့တယ်။ရှီလာတို့တွေကခုံပြောမြူးနေတော့ဘုံကျဲတန်တွေကြားလိုက်ကြပါတယ်။တအန်တအိုးကြီးလိုက်ရောကွန်ဒူလာတို့အဖွဲ့သားတွေဝင်လာပြီးပွဲကလူတွေကိုထိုးကျိတ်တက်ဖြတ်ပါတော့တယ်။ဒေစီလည်းသူ့လူတော်တော်များများဆုံးရှုံးလိုက်ရတာကြောင့်ပြန်လဲခုခံတိုက်ခိုက်ပါတယ်။နောက်တော့ကွန်ဒူလာကရှီလာကိုရိုက်နှက်ကဆွဲပြီးကားပေါ်ခေါ်သွားပါတော့တယ်။ဒါကိုဒေစီကတွေ့သွားပြီးဓာတ်တစ်ချောင်းကင်ကနောက်ကနေလိုက်ခဲ့ပါတော့တယ်။ရှီလာလည်းတလန်းလုံးဖက်နှက်နဲ့နင်းနာခံထားရတာကြောင့်အသက်ထွက်မတတ်အော်ဟစ်နေပါတော့တယ်။ဒေစီလည်းဖြက်လန်းကကြောတက်ပြီးကားရှိပိတ်ရက်ဖို့လုပ်နေတော့ရှီလာလေးကိုကဲဖို့အပြေးတစ်ဖက်ကကားနဲ့တိုက်တာခံလိုက်ရပြီးလဲကျသွားပါတော့တယ်။ကွန်ဒူလာလည်းဒေစီမခံချင်အောင်ရှီလာကိုကားပေါ်ကနေဆွဲချပြီးနှိပ်စက်ပါတယ်။ဆာလီကိုချွတ်ပြီးအဆက်ကွဲအောင်လုပ်နေတော့ဒေစီလည်းအားကုန်ပြန်ထားပြီးတိုက်ခိုက်ပါတော့တယ်။နောက်တော့ကွန်ဒူလာကရှီလာကိုဆွဲပြီးတိုင်မာကျိုးချီထားလိုက်ပါတယ်။ဒါကိုဒေစီကမြင်ပြီးဓာတ်နဲ့ပြေးခုတ်ဖို့အလို့နောက်ကနေတနက်ပစ်လိုက်တာကြောင့်ဒေစီတယောက်တေလူနေပါဖြစ်သွားပါတော့တယ်။ရှီလာလေးလည်းအချစ်ရေးလို့ခေါ်ကယူကျုံမရဖြစ်နေခဲ့တယ်။နောက်တော့တနက်ထပ်ပစ်ခံရတာကြောင့်ဒေစီလည်းထိမ့်မရဖြစ်ပြီးရှီလာမျက်နှာလေးနာကပ်ပြီးနှုတ်ဆက်ဖို့လုပ်နေတော့ကွန်ဒူလာကြားကဝင်ပြီးတွန်းလိုက်တာကြောင့်အောက်ကိုကျသွားကအသက်ထွက်ဖို့ဆက်ငင်ဖြစ်နေပါတယ်။ပြီးတော့ရှီလာလေးကိုစာလီတွေထပ်ဆွဲချွတ်ပြီးနင်းကိုနေဆက်မှာအဆက်တကွဲအကျိုးနဲ့ဖြစ်အောင်လုပ်မယ်ဆိုပြီးပြောကထွက်သွားကြပါတော့တယ်။ဒီလိုနဲ့ဒေစီလည်းဆုံးသွားရောရှီလာတယောက်ဈေးကြောက်အစီတွေဆက်ထုံနေခဲ့တယ်။ရဲရရှိမှုနေလဲရှီလာကိုစတင်စုံစမ်းနေပါတော့တယ်။ဒီနေ့ကွန်ဒူလာရဲ့လူတွေရောက်လာတာကြောင့်ရှီလာတယောက်အရင်လိုမဟုတ်တော့ပဲကြောက်စရာကောင်းတဲ့ပုံစံအဖြစ်ပြောင်းလဲကရန်သူတွေကိုတိုက်ခိုက်ပါတော့တယ်။တိုက်ခိုက်လိုက်တဲ့အထက်ကွန်ဒူလာအားအကိုရဆုံးလူတစ်ယောက်ကမျက်လုံးကျွတ်သွားတာကြောင့်ကွန်ဒူလာတို့ဒေါသပုံထသွားပါတယ်။နောက်တစ်ခါမှတော့ကွန်ဒူလာတို့ကဈေးကွက်ထဲပစ္စည်းတွေခဏအဖမ်းခံနေရတာကြောင့်စိတ်ညစ်နေခဲ့ကြပါတယ်။ရှီလာရဲ့ပစ္စည်းတွေကအဝယ်လိုက်နေတာကြောင့်သူတို့အိတ်ဆိုင်ဖြစ်နေခဲ့ကြတယ်။ကွန်ဒူလာတို့ကလည်းရှီလာကိုပဲတပ်ဖြစ်ချင်စိတ်ပေါက်နေခဲ့ကြပါတယ်။တနေ့ရှီလာကိုခေါ်ပြီးကွန်ဒူလာတို့အပေးယူလုပ်ကြပါတော့တယ်။
ဈေးကွက်ထဲမှာသူတို့ပစ္စည်းတွေကထင်သလောက်မပေါက်တာကြောင့်ရှီလာရဲ့ထုတ်ကုန်တွေကိုဝယ်ဖို့ညှိနေခဲ့တယ်။ပြီးတော့ရှီလာကိုယူဖို့အတင်းပြောလာတဲ့အပြင်လက်ကလည်းထီကဘာကြီးကဘာလောက်တာကြောင့်ရှီလာတယောက်ဒေါသထွက်ပြီးပလင်းနဲ့လေပင်ကိုစိုက်ပြီးတတ်လိုက်ပါတော့တယ်။အားလုံးကလည်းသူတို့ဆရာကိုတတ်တာကြောင့်ရှီလာကိုတနက်တွေနဲ့ဝိုင်းပစ်ကြပါတော့တယ်။ရှီလာတယောက်လည်းအတက်နိုင်ဆုံးပြန်ခုခံပေမဲ့အများနဲ့တယောက်ဖြစ်နေတာကြောင့်ဘိုက်ကိုတနက်ထိသွားပြီးကားမောင်းကအမြန်ထွက်ပြေးလာပါတော့တယ်။လမ်းရောက်တော့နောက်မှလည်းလူစိုးတွေကလိုက်တောင်ပေါ်အတက်ကားမှောက်ပြီးရှီလာတယောက်တက်ထွက်မတက်ဖြစ်ပြီးမျောနေပါတော့တယ်။မျောနေရင်ဒေစီနဲ့ဆုံပြီးဒေစီကလူတွေကိုမတက်ဖို့ရှီလာကိုတတိပေးနေခဲ့တယ်။ငါလူတွေကိုတက်စီချင်တာမဟုတ်ဘူး။ကုန်းသေးသမားတွေဘဝကိုပြောင်းလဲပေးချင်တာနင်းအဲ့အတွက်ကြိုးစားပြီးပါလူတွေမတက်ဖို့တတိပေးခဲ့ပြီးထွက်သွားပါတော့တယ်။ပြီးတော့ငါရဲ့သိဆုံးခြင်းကမင်းရဲ့လောင်စာဖြစ်နေကြမယ်။ကုန်တဲ့တိုင်းအတွက်မင်းကပညာပေးဖြစ်နေရမယ်ဆိုတဲ့စကားသံတွေကြောင့်ရှီလာတယောက်ပြန်ထလာပြီးရန်သူတွေကိုအမှုန့်ကျိတ်ကကွန်ဒိုလာတို့စီတွားခဲ့ပါတော့တယ်။တနေ့ကုန်တဲ့သမားတွေကရှီလာကိုဒီအလုပ်တွေဆက်မလုပ်ဖို့တခြားတမန်အာဇီဝကြတဲ့အလုပ်ကိုသာလုပ်ဖို့တိုက်တွန်းကြပါတော့တယ်။ရှီလာလည်းရှင်တို့ဒီဘဝမှာပဲနေမှာလား။ချမ်းချမ်းသာသာမနေကြတော့ဘူးလား။ရှင်တို့အတွက်ကျမကရှေ့ဆောင်ပြီးတိုက်ပွဲဝင်နေတာလေ။ရှင်တို့နောက်ကနေစီစီလုံလုံလိုက်ကြပါဆိုပြီးပြောနေခဲ့တယ်။ဒီလိုနဲ့လုပ်ငန်းတွေပြန်စားတော့ရှီလာတို့ကဈေးကွက်ထဲမှာနေရအတော်ယူနိုင်ခဲ့တယ်။ရှီလာတို့ထုတ်ကုန်တွေကပေါက်ပြီးကွန်ဒိုလာတို့ကတော့ရောင်းအားတွေစတိုက်ကျဆင်းခဲ့တယ်။ဒီနေ့ကွန်ဒိုလာကမကြည်နပ်တာကြောင့်ရှီလာတို့ထုတ်ကုန်တွေကိုဖျက်ဆီးဖို့အသွားရှီလာရဲ့လူတွေကစီစီလုံးလုံးနဲ့ပြန်တိုက်ခိုက်ခဲ့တယ်။ရှီလာလည်းကွန်ဒိုလာရဲ့လူတွေကိုတယောက်မကြံတတ်ဖို့ဒဇင်ကြီးကန်ကရှင်းပြပါတော့တယ်။နောက်ဆုံးသူ့ခင်မုံကိုတတ်ခဲ့တဲ့ကွန်ဒိုလာကိုသူ့လက်နဲ့တပ်ပြီးမိရှို့ပစ်ကဇလန်းလေးလည်းအဆုံးသတ်သွားပါတော့တယ်။အခုလိုဇလန်းလေးကိုအဆုံးထိတူတူလိုက်ပါစီမျောခန်းစားပြီးလို့ကျမတို့ကိုရုပ်ရှင် channel လေးကအထူးကျေးဇူးတင်ရှိပါရရှင်။